လာပေါင်းတဲ့ခါကျမှဆိုရှင်ဒီမှာပါရှင်လူချင်းများကနေတထင်းဖြစ်ဖို့အတွက်ဒီဇာရီရဲ့ဒီတစ်ပတ်မှာ live ထုတ်တင်ဆက်နေတဲ့တထင်းတော့ချမောင်းတော့ boss အစီအစဉ်ကြီးကနေပြီးတော့အားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီခု10ခုဖြေဖို့အတွက်စဉ်းသင်းဖြစ်ပါပြီเนาะအဲ့တော့ပထမဦးဆုံးမေးခွန်းကိုစပြီးတော့မေးပါတော့မယ်ဒီမေးခွန်းအတွက်ဖြေဆိုနိုင်ဖို့ဒီစားဘဟုတုတရဖွယ်ရဗီဒီယိုလေးတစ်ပုဒ်အရင်ဆုံးပြချင်ပါတယ်အားလုံးတူတူကြည့်လိုက်ရအောင်ရှင်နတ်တွေအကုန်လုံးပေါ့ဒီရိုးရာကိုပထမဆုံးဖော်ထုတ်ခဲ့တာမဲထိုင်းနဲ့အဲ့တော့မဲထိုင်းကနေအစင်းစင်းဆိုမဲထိုင်းမဲကြိုင်မဲဦးမနမဲဝင်းပေါ့နော်မဲထိုင်းမဲကြိုင်မဲဝင်းအမေဦးမရဲ့လို့အောက်တလိုင်းမကြီး၄ပါးဖြစ်နေတလိုင်းစင်မှာရှိတယ်ဆိုပြီးတော့ကျွန်တော်တို့ပတ်သားရတာလည်းရှိပါတယ်အဲ့ဒါပါလဲဆိုတော့ခုနကဒီနတ်ကတိုင်းရိုးရာပေါ့ဒီကျွဲနတ်ကိုပူဇော်ပတ်သားတဲ့ရိုးရာကိုဖော်ထုတ်ခဲ့တဲ့ဆက်လက်ထိသိမ်းပြီးသူတို့ကြောင့်မို့လို့ဒီပကိုရိုးရာကြီးဖြစ်လာတယ်ပေါ့တမိုင်းရတော့အတကူမမင်းသားလက်ထက်တည်းရရင်သူပူဇော်ပတ်သားတာမှန်တယ်လူချင်းမင်းတို့ရှင်အခုပြသခဲ့တဲ့ဒီဗီဒီယိုကတော့မြမရိုးရာနတ်ကိုးကွယ်မှုမှာအလွန်ထင်ရှားတဲ့အမေနန်ဂရိုင်းပကိုးမယ်တော်အကြောင်းကိုသိခဲ့ရတာပဲဖြစ်ပါတယ်တကယ်ကိုစစ်မှန်တဲ့ဘုသူတအစစ်မှန်ရရှိစေဖို့အတွက်ကိုလည်းအခုလိုပညာရှင်ကိုလာတေချာမင်းမြန်းပြီးတော့ရိုက်ကူးပုံဖော်ပေးထားတာပါအားလုံးအတွက်လည်းစိတ်ဝင်စားဖွယ်ရာစစ်မှန်တဲ့တန်ဖိုးရှိလာတဲ့ဘုသူတကောင်ကိုရမယ်လို့ထင်ပါတယ်ကဲအဲ့တော့ကျမတို့ဒီဗီဒီယိုနဲ့သက်ဆိုင်တဲ့ပထမဆုံးမေးခွန်းကိုဆက်စားပေးပါမယ်နော်အားလုံးတေချာလေးနားဆုံပြီးတော့မေးခွန်းကိုနားလည်အောင်နားထောင်ပေးပါဒီကြတော့မေးခွန်းစပေးပါတော့မယ်ဖုန်းလေးအစင်းနဲ့ကင်ပြီးတော့ဖုန်းဆက်ဖို့ ready လုပ်ထားလို့ရပါပြီပထမဦးဆုံးမေးခွန်းကတော့မြည်သည့်မင်းသားလက်ထက်တွင်ဘကိုးရိုးရာနတ်ကိုစတင်ပူဇော်ပသခဲ့ပြီးထိုရိုးရာနတ်ကိုပြန်လည်ဖော်ထုတ်၍ပူဇော်ပသခဲ့သူမှာမြည်သူဖြစ်ပါသည်မေခွန်းလေးကိုစာတန်းလေးလည်းထိုးပေးထားပါတယ်အဲ့တော့အဖြေဖြေတဲ့အခါမှာကျမတို့အဖြေကတစ်မျိုးထည့်ပို့ပါမယ်နော်အဲ့ဒီအတွက်ကြောင့်မလို့ပြည့်ပြည့်စုံစုံဖြေပေးမှသာလင်ဒါကိုကျမတို့စုချင်းဝေပေးလို့ရမှာဖြစ်ပါတယ်โอเคဒါဆိုရင်ဖြေစုံနိုင်ဖို့အတွက်ဒီစားဒီဖုန်းအတွက်အဝင်ကောလေးကိုစပြီးတော့ထွင်ပါပြီဖုန်းခေါ်ဆိုနိုင်ပါပြီဝင်လာပါပြီရှင်စားကြိုင်ပါပြီရှင်မင်္ဂလာပါရှင်လူချင်းမင်းရှင်ဖြေဆိုဝေးပါရှင်ဖုန်းဝင်သွားပါပြီရှင်အားကကုန်ပါမင်းသားဟုတ်ကဲ့အပြည့်စုံစွာဖြေဆိုပေးပါမပြည့်စုံသေးပါဘူးရှင်အဖြေကအားကကုန်ပါမင်းသားရဲ့မဲထိုင်းရဲ့မှန်ပါတယ်ရှင်73စက္ကန့်အတွင်းမှာမှန်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့စုချင်းဝင်8သိန်းရရှိသွားပြီဖြစ်ပါရဲ့ရှင်အဲ့တော့ကျတို့ဒုတိယမေးခွန်းကိုဆက်ပြီးသွားပါမယ်ဒါဆိုလို့ရှိရင်ဒုတိယမေးခွန်းကိုလည်းအခုလိုပဲအချိန်တိုတွင်းမှာပြည့်စုံစုံနိုင်ကြတဲ့ဖြေဆိုနိုင်ဖို့အတွက်ဗီဒီယိုလေးတစ်ပုဒ်အနေနဲ့ပြပါမယ်ရှင်းစားကြည့်အောင်ရှင်ရင်ကြော်မေကြီးကတရားလို့များတိတ်ရွက်ချိုးပေးလိုက်မယ်ဆိုရင်တောင်မှအဲ့ဒီတိတ်ရွက်ကဆေးဖြစ်ပါတယ်ဒါကြောင့်လည်းအမေကြီးကိုအင်းဝိဇ္ဇာအမေကြီးလို့လည်းခေါ်ပါတယ်ဒါကြောင့်ရင်ကြော်အမေကြီးပြီးတော့တခါရေပြင်ပေါ်မှာလမ်းလျှောက်နိုင်တဲ့သူမို့လို့လည်းရေရင်ကြော်လို့ခေါ်တာပါအနောက်မေတော်ကြီးလို့လည်းခေါ်တဲ့အမေကြီးလို့လည်းအလွယ်ခေါ်တဲ့ရေရင်ကြော်ကြီးလို့ခေါ်တဲ့ရေရင်ကြော်အမေကြီးရဲ့တမိုင်းရာဇဝင်ဇာတ်လမ်းလေးဖြစ်ပါတယ်ခင်ဗျာလူချင်းမင်းရှင်အခုပြသသွားတဲ့ဒီဗီဒီယိုလေးကတော့မြမရိုးရာနတ်နဲ့ပတ်သက်ပြီးတော့လူအများယုံကြည်ကိုးကွယ်ကြတဲ့အမေရေရင်အကြောင်းကိုတင်ဆက်ခဲ့တာပဲဖြစ်ပါတယ်အဲ့တော့တကယ်စစ်မှန်တဲ့ဘုဟုတုတအစစ်မှန်ရရှိစေဖို့အတွက်ကိုလည်းအခုလိုတည်ကျနာလေတဲ့ပညာရှင်ကိုဒါတည်တည်ချာချာမင်းမြန်းပြီးတော့ရိုက်ကူးပုံဖော်ပေးထားတဲ့ဗီဒီယိုလေးပို့ပဲဖြစ်ပါတယ်ရှင်အဲ့တော့ဒီဗီဒီယိုနဲ့သက်ဆိုင်တဲ့ဒီဇာရီရဲ့ဒုတိယမြောက်မေးခွန်းကိုစပြီးတော့မေးပါမယ်ဒီတစ်ပတ်အတွက်ဒုတိယမြောက်မေးခွန်းကတော့အမေရေရင်ကိုခေါ်ဆိုကြသည့်အမည်များထဲမှ3မျိုးအားဖြည့်ဆိုပါ3မျိုးပြောတဲ့အတွက်အဖြေ3မျိုးရှိပါမယ်3မျိုးလုံးကိုပြည့်စုံနိုင်ကြစွာဖြည့်ဆိုနိုင်မှသာလေဒီမေးခွန်းအတွက်စုချင်းမိရမှာဖြစ်ပါရဲ့ရှင်ဒါဆိုရင်ထရီစာဖုန်းဝင်ကော်လေးခုပြန်ပြန်ပါမယ်လာပါပြီရှင်ဖုန်းခေါ်ဆိုနိုင်ပါပြီဝင်လာပါပြီစာပြီးတော့ဖုန်းကြိုင်ပါပြီရှင်ဖုန်းတစ်ချိန်အခွင့်အရေးပေးပါမယ်အနောက်မေတော်ကြီးရင်ကြော်ရောမပြေဆုံးပါဘူးဘယ်လိုရောနှစ်ခုပဲကြားရတယ်ဒါဆိုရင်ကျမတို့ချလိုက်မယ်နော်အနောက်ဟုတ်ကဲ့ဟယ်လိုโอเคဖြေဆိုပေးပါရှင်တ
ထီလန်းရှာပုံတော့ boss ကောင်းစီစဉ်ကိုအရှိသွေးပထမမြန်မာကောင်းဒုက္ခမှမြန်မာကောင်းဒုက္ခတထီလန်းရှာပုံတော့ဖြစ်ဂုံယူစွာပတ်မောကူညီပေးထားပါတယ် She will, but tomorrow,